ဒီတော့ထဲမှာငါတို့တောင်းတန်းနေတဲ့ခေါ်စီလာကြီးတကောင်ရှိလို့ငါတည်းအသေးချရထားတယ်ကွာအဲ့ကောင်ကြီးဘယ်နားမှာလဲကွာငါရဲ့ရေတက်ရရှိတွေကလည်းစစ်ခိုင်းတာလေဟဲ့ကောင်းလေးငါတို့တောင်းတန်းနေတဲ့ခေါ်စီလာကြီးကိုမင်းတွေးပြီးသေးလားကွာဟောပြောပြပါဦးဟဲ့ရောဟိုဒီနားမှာဘယ်မှာတော့အားရောခဏနေအောင်ဒီလေတော့ဝိုင်းမှာမင်းချက်စားနေတဲ့ခေါ်စီလာဆိုတာမင်းလားကွာအဲ့ဒီချိန်မှာပဲကျွန်တော်ခေါ်စီလာအဲ့ဒီမှာကျွန်တော်ခေါ်စီလာတဲဒီမလီလိုက်အဲ့ရတက်ခိုက်ပါလေဟဲ့ခေါ်စီလာမင်းဆွေလေးနဲ့ငါ့ကိုနိုင်မထင်နေတာငါရေးတက်ရဲ့ဘိုးချုပ်ကွာအဲ့လိုပြောရင်ဒီကောင်ကျုံးပါပဲကျွန်တော်ကတော့ဟာရောဒီကောင်လို့တော့ငါမူးဝင်လာပြီကွာမရဘူးရောငါဒီဘက်ကျုံးကိုထွက်ပြေးမှရတော့မယ်အားရောဒီကောင်ဘယ်ကောင်လို့ကွာအားရောငါထွက်ပြေးမှရတော့မယ်ခေါ်စီလာလိုက်လားမသိပါဘူးကွာခေါ်စီလာနဲ့ဘယ်လိုလုပ်မလဲငါဘယ်ဝင်ပေါင်းမှာလဲအားရောတော့မလဲခေါ်စီလာကြီးကလိုက်လာပြီအဲ့တော့မချဒီအိမ်မတပြေဒီခေါ်စီလာဆောက်လို့အိမ်ကိုဖောက်ခွဲလိုက်ပြီဘယ်လိုလုပ်မလဲငါဘယ်လိုလုပ်မလဲပြေးပြောင်းမင်းလိုမျိုးခေါ်စီလာလေးအစင်းလောက်နဲ့ငါ့ကိုနိုင်မဲမနေလာရဲ့အဲ့လိုသာပြောကျွန်တော်သိတော့မယ်ဟေးအောင်ငါမျိုးရှော့မပေးဘူးရှော့ရအောင်အဲ့နဲ့ကျွန်တော်ရဲ့ဆွိုင်းနေနေဒီကောင်ပြန်လဲတက်ခိုက်ခဲ့ပြီဒီကောင်လေးအရင်ကျန်းနေခဲ့ပါလေအဲ့ကျွန်တော်တို့လည်းအပီးပြောတက်ခိုက်နေကြပါလေအော်ဟဲ့ဆွမ်းအားရှိတော့ကွာဘယ်တော့ကတော့ဟာသွားပြီကွာဒီကောင်ဘလို့နိုင်သွားမှလဲလို့မရဘူးကွာတခြားကျုံးကိုဖတ်ပြေးမှရတော့မယ်ဟာတော်သေးတာပေါ့ကွာဟိုကိုစီလာကြီးကလွတ်လို့ကွာမဟုတ်လို့တော့ငါဒီနေရာမှာသေနေလောက်ပြီကွာဟောဒါနဲ့ဟာကိုစီလာသိကြရရတယ်ကိုစီလာခဏငါမျိုးစကားပြောမယ်ရခဏနေအောင်ခဏဟေ့အောင်မင်းငါတို့ရေတက်တဲ့ဝင်မလားကိုစီလာဟေ့အောင်မင်းငါတို့ရေတက်တဲ့ဝင်မလားကိုစီလာဝင်မလားမဝင်ဘူးလားမင်းကတက်ပြီးမှဝင်အဲ့အောင်မရိုင်းလိုက်တာဒါနဲ့မင်းနဲ့ဘယ်လိုခေါ်ရတော့ကွာအဲ့အောင်ဒိုင်နိုဆောဒေးဗစ်ပဲရအောင်ဒိုင်နိုဆောဒေးဗစ်အဲ့အောင်ဒိုင်နိုဆောမင်းဒိုင်နိုဆောပြန်ပြောင်းသွားပြီလားကျုံးပြီမင်းနဲ့တော့နဲ့အမေကဖိုက်ပြီကျုံးမရအောင်ငါမချနဲ့တော့ငါရေတက်စခန်းကိုငါပြေးလာအောင်မယ်ရအောင်ဒီကောင်ခေါ်စီလာခဲ့ဟဲ့အောင်မင်းငါရေတက်စခန်းအကောင်လေးနဲ့မင်းရအောင်ချစမ်းဟဲ့နေငါတို့ကူပေးလေဒီကောင်လေးပါကုန်သေးလို့မရငါ့ကိုကိုင်းတော့ဒီအမွေးတေးတော့မဒီဘယ်ရတော့ကွာငါကျုံမရမယ်ရမပြေးနဲ့နားရရမင်းတော့မပြေးနဲ့ဟဲ့ငါမင်းနဲ့ငါနဲ့အသေးကြီးကျုံမဖြစ်တော့မယ်ငါရဲ့အစွမ်းတစ်ခုပြန်ရသွားပြီကွာရောက်မင်းကအဆုံးသတ်ဖို့အချိန်တန်ပြီလာခဲ့ကျော်ရောက်နားတယ်ရောက်ကျုံ yes ကောင်းသေးပါပြီဟိုဘာမပင်လည်းတညပဲပင်လည်းကျုံးအဲ့ပင်လည်းရအရှင်မထားနဲ့အကောင်ကိုသေတော့မရမှာရအောင်လေငါတို့ရောက်မင်းငါတို့မရင်းနဲ့လိုက်ပြီးအဖမ်းခံပါလားရအောင်ငါတို့လက်အောက်ကအရှုံးပေးပါလားငါတို့မရင်းကိုလက်ခံပါလားရောက်ငါမင်းဟေ့ရောက်မင်းငါရဲ့မင်းရောက်ငါမင်းဘာလို့မင်းခူရဲကြွားရမှာလဲငါမင်းကိုပြောမယ်ရောက်မင်းငါရဲ့ငါတို့မရင်းကအဖမ်းခံမလားငါမင်းကိုတတ်တာခံမလားအဲ့နှစ်ခုတည်းတစ်ခုပဲရွေးရအောင်ရောက်ဒီကောင်မင်းခုနဒိုင်နိုဆောနဲ့မင်းမျိုးတော်လာရောက်အဲ့တကားပဲလာပြောအမလေးရောက်ဒိုင်နိုဆောဆိုဘလို့ဒေါ်လာကိုဟေးနော်ငါမင်းကိုအရင်ဆုံးရှင်းမယ်မင်းအဲ့လိုပြောရင်ငါအဲ့လိုပြောရင်ငါမကြိုက်ဘူးကွာအဲ့တော့ငါမင်းအဆုံးသတ်မယ်မင်းငါချမယ်လာရောက်အဲ့လိုနဲ့ပဲဒိုင်နိုဆောနဲ့ရေတက်သားလေးကချနေခဲ့ကြပါတယ်ဒိုင်နိုဆောကလည်းအဲ့ဒီရေတက်သားကိုစားနေခဲ့ပြီးတော့
ရေတက်သားကလည်းဒိုင်နိုဆောကိုအမိရဖမ်းကျင်နေကြတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲရေတက်သားနဲ့ဒိုင်နိုဆောလေးနဲ့အပြင်းထန်တိုက်ခိုက်နေတဲ့အချိန်မှာပဲဒိုင်နိုဆောလေးကရေတက်သားကိုတော်တော်ကြီးကိုထိခိုက်ဒိုင်နိုဆောလေးကရေတက်သားကိုတော်တော်ကြီးကိုထိခိုက်နိုင်အောင်လုပ်လိုက်ပြီးတော့အကောင်လေးပြန်ပြောင်းပြီးပြေးပါတော့တယ်အဲ့ဒါကြောင့်မလို့ရေတက်သားလေးကအေးစိတော့ဖမ်းတော့မယ်လုပ်တဲ့အချိန်မှာပဲအဲ့ဒီအချိန်မှာပဲဒိုင်နိုဆောလေးကဒိုင်နိုဆောအကြီးကိုပြန်ပြောင်းသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရေတက်သားလေးလည်းလန့်သွားပြီးတော့ဒိုင်နိုဆောကြီးကိုခိုင်းအောင်နားလိုက်တာဆိုပြီးအမှဒိုင်နိုဆောကြီးကလည်းသူတို့ညရဲ့ဘက်တရီကလည်းတကယ်ကိုအချာကြီးပဲပေါ့နော်ဖြစ်နေကြတာဖြစ်ပါတယ်သူတို့ညချနေကြတဲ့အချိန်မှာပဲရေတက်သားနဲ့ဟိုရဲ့ဒိုင်နိုဆောနဲ့ချနေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒိုင်နိုဆောလေးကတော့ပြေးနေပေါ့အမှရေတက်သားကလည်းနောက်ကနေလိုက်တယ်ဘာလို့လဲဒီဒိုင်နိုဆောကနောက်ဆုံးကျန်တဲ့မျိုးစိတ်မဒီဒိုင်နိုဆောကနောက်ဆုံးကျန်တဲ့မျိုးစိတ်ဒိုင်နိုဆောထဲမှာမှသူကအကျန်းဆုံးဖြစ်နေတဲ့အတွက်ကြောင့်မဖြစ်ပါနဲ့ဟုတ်ကဲ့ပါအကောင်အဲ့ဒါဖြစ်လို့ကြောင့်အကောင်ကိုအားရလို့ရှိရင်အဆင့်နဲ့အများကြီးတက်မှာအဲ့ရေတက်ကအဆင့်နဲ့အများကြီးတက်တာဖြစ်လို့ကြောင့်ဒီရေတက်သားလေးရဲ့နာမည်ကတော့ခိုဘီလို့ခေါ်ပါတယ်အဲ့ခိုဘီဆိုတဲ့ကောင်လေးကခိုဘီရဖြစ်တယ်ခိုဘီလို့ခေါ်ပါတယ်အဲ့ခိုဘီဆိုတဲ့ကောင်လေးကအဲ့ဒါကြောင့်မလို့အဲ့ဒီကောင်ကိုအသေးတက်ချင်နေတာဖြစ်ပါတယ်ဒီကောင်အဲ့ဒိုင်နိုဆောလေးရပြီးတော့မှရေတက်သားလေးကိုအဆုံးသတ်ပလိုက်ပြီးတော့ရေတက်သားလေးရပြီးတော့မှဘယ်လိုပြောလဲဆို没有我当然给，咱们那个别的记得的话，全没没。အဲ့လိုပဲခေါင်းလေးကပြောလိုက်တဲ့အချိန်မှာတော့ရေတက်သားလေးကသူ့အရင်သူ့နည်းနည်းအသက်ရှင်နေတာဖြစ်တဲ့ကြောင့်မလို့ဂတိမတီတဲ့ကောင်ကိုအားအကုန်ထပြီးတော့ပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်ဟုတ်တယ်ရအားရနားရရအဲ့လိုနဲ့ပဲရေတက်သားလေးကပြန်လဲလုံးရလာပြီးတော့အဲ့ဒီဒိုင်နိုဆောကြီးပြန်လဲတိုက်ခိုက်တဲ့အချိန်မှာဒီကောင်ကငါ့ကိုလာရှုံနေတယ်ဒီကောင်ပြန်လဲအဆုံးသတ်ပလိုက်ပြီးဆိုပြီးတော့အဲ့ဒီကောင်လေးအဲ့ဒီဒိုင်နိုဆောလေးကပြီးတော့မှပျော်နေပါတော့တယ်ဟယ်လိုဆေးရကျွန်တော်ဆေးရကူရဝင်နေလို့ပါဆေးရဘာလို့ရှင်လို့ကျွန်တော်ဆေးရကူရဝင်နေလို့ပါဆေးရဆင်းလာအောင်ပဲရတယ်လေโอเคအဲ့ဒါဆရာနဲ့ကျွန်တော်နဲ့ဆရာကျွန်တော်ကပတိန်ဖြစ်သွားပြီပေါ့ဆရာဟုတ်တယ်မလားဆရာဒီမနေ့ဟိုလေးပြောတွေ့ပြီဟုတ်လားဘယ်သူလဲဆရာ没有这边的没有屁股嘞，不说的，不说的，我下飞吧。乌索ဆရာကျွန်တော်ဘာလို့အဲ့ဒီ乌索လို့လည်းပဲတက်လိုက်ဆရာရဲ့တပည့်ဖြစ်လို့ရမလားဆရာရတယ်乌索လို့လည်းပဲကိုချရမှာလားဘလို့ဘောက်ဆရာ乌索လို့လည်းပဲတီနေရလေးကိုကျွန်တော်ပြောပြပါလားဆရာ老板都没有了啊！哪嘛的？ဆရာအကောင်ကျွန်တော်မြင်ဘူးတဲ့အကောင်ဟိုလိုကြီးမလားဆရာဟိုလေဦးဆော့ဆိုတဲ့ဘေးကခေါ်ကြီးလာပုံစံကြီးလားဆရာဆရာကျွန်တော်အခုအကောင်တက်လောက်မယ်ဆရာဒီနားမှာအိတ်နေပေါ့ကျွန်တော်ပြီးရင်ကျွန်တော်ပြန်လာခဲ့မယ်ဆရာပဲပင်လယ်တမလေးကခရူးရဲဝင်နေတာနဲ့ဒီမြောက်ဝင်ကြီးကိုတစ်ချက်တည်းနဲ့အဆုံးသတ်ပလိုက်ပါတော့အဲ့ဒီအချိန်မှာပဲရှန့်ဆိုတဲ့ဘာဘီတော်တော်များတဲ့ဘဲကြီးကိုဂေါ်ရီလာကအဲ့ဒီဂေါ်စီလာကြီးကကျုံးထစ်လိုက်ပါတော့ပဲအဲ့ဒီဒိုင်နိုဆောကြီးကကျုံးထစ်လိုက်ပါတော့လေအေးရောဒိုင်နိုဆောဘာလို့တော်လဲဟာဆရာအဲ့ချိန်မှာပဲဟိုအဲ့ဒီပင်လယ်တမလေးပြန်လာခဲ့ပါတယ်ဟာဆရာဒီထဲမှာဘယ်သူ့ကိုရှော့လိုက်တာအောင်ဆရာဘရိုရှန့်ဆိုတာဘာလို့တော်တော်များနေဘဲလေဆရာဟုတ်တယ်အဲ့ဆရာကျွန်တော်အခုဘယ်ကိုဆက်သွားမလဲဆရာဘရိုဆရာတခါနဲ့ဂေါ်ရီလာကင်းဆိုတဲ့ကောင်ကြီးကိုလည်းကျွန်တော်တက်ပြီးအဲ့ဒီဦးဆော့ခေါ်ဂေါ်ရီလာကင်းဆိုတဲ့ကောင်ကြီးကိုကျွန်တော်တက်ပြီးဆရာငါလုံးနဲ့ကောင်ကတွေ့လိုက်ပြီလေအဲ့လေမာတဲ့ပြောပြရတယ်
ဘေးပါလေဆရာ 哇嘞哇！我最近就我。 ရေဒီယိုတုံးပါလားကျွန်တော်ဒီနေရာမသိဘူးဆရာပဲမောင်းပေးလို့ရလားဆရာ 起码我没有这个钱嘛，毛病。 ဘာကြီးလဲဆရာ 我低度嘛，红领导伢嘞也是上西，加来的。 ဆရာစီတူးဆိုတာဘာကြီးလဲဆရာ 低度嘛，主要是这个嘞。 ဟုတ်လားဆရာရဲ့ကျွန်တော်လည်းနောက်ကြရင်အဲ့ဒီကိုတွားကျင်နေဗျာဆရာရ 俺那边没到路呀。 โอเคဆရာဆရာတော့ကိုကျွန်တော်လိုက်ခဲ့ရပါလားဆရာ 好的。 အမ9မိနစ်လောက်ခဲ့နော်ဆရာလမ်းလျှောက်တဲ့ပုံရင်အနောက်ကကျင်ဖိန်းကားရကရနဲ့ 有没有买眼泪的多？ ဆရာကျွန်တော်ဒါဒီကောင်ကဘာလုပ်ပေးရလဲဆရာ 你说谁都多来的。 ဆရာကြီးကျွန်တော်တွားလို့ရပါမလားဆရာ 没有了，你没谁别不了嘞。 ကျွန်တော် level ရတော့2000ကျော်တဲ့ဆရာကြီး 哎，俺这趟就没你的意，哎，俺这趟就没你别人俺这些去的。 မသိဘူးဆရာကြီးကြောက်ဆရာသိရတော့ဆရာဒီဆရာတော့ဘယ်လိုကတော့ကဲအားလုံးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတယ်လို့ရှိရင်တော့ like subscribe လုပ်ပေးလို့ရပါတယ်ကျွန်တော်ဒီ dinosaur ဆုပ်ကလေးနဲ့ကျွန်တော်နဲ့ပြီးချလိုက်ပါဦးမရသေးပါဘူးအဲ့တော့ကျွန်တော်ဂျက်ကူရဲ့နောက်ွယ်မှာကျွန်တော်တို့ရဲ့အလွဲလေးလက်ရှိရပေါ့နော်ပြီးလို့ရှိရင်ဟိုဟာတွေဘိုင်လည်းရှိပါတယ်ကျွန်တော်ဂျက်ကူရဲ့လို့ရင်းနဲ့ဗာလဲသူကကျွန်တော်စွတ်တီးလို့ကျွန်တော် show လို့ဘာပြီးကုန်သွားတဲ့အချိန်လေးလည်းရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ပေးပါအောင်ပါ bye